တောသားလို့ရေကူးတက်တာလေးကိုရေကူးတက်တယ်လို့ပြောနေကြတဲ့နိုင်ငံတကာအစီအမီတောသားအပေါင်းတို့ဟာဆိုရင်ဖြစ်ရေကူးနီး၄မျိုးထဲကမှလိပ်ပြကူးနီးကိုပဇွန်လိုလဲကူးတက်ကြပါတယ်ပဇွန်လိုဘယ်လိုကူးလဲဆိုတာတော့ကျွန်တော်လည်းမသိပါဘူးပတ်လက်ကူးနီးကိုတော့ဖြစ်လိပ်လိုလဲကူးတက်ကြပါသေးတယ်ကုန်းလိပ်ကိုပြောတာပါလက်ပစ်ကူးနီးကိုလည်းဘုံတီးတယ်လို့ကူးတက်ကြပြီးဖားကူးနီးကိုတော့ဖြစ်တစ်ကလအုပ်လို့ကူးတက်ကြပါသေးတယ်ဟုတ်ပါတယ်တစ်ကလအုပ်ကရေကူးလို့မတက်ပါဘူးရေကူးနီး၄မျိုးကိုစနစ်တကျတင်ကြားပေးမဲ့ဖအံမျိုးနယ်မှာရှိတဲ့ရေကူးတင်တဲ့တစ်ခုနဲ့မိတ်ဆက်ပေးခြင်းပါတယ်စိတ်ဝင်စားလို့ဆက်သွယ်ခြင်းရင်ဖုန်းနံပါတ်3996629239နာမီကခန့်မျိုးကျော်စီမှာတွားရောက်အနံလို့ရကြောင်းသတင်းကောင်းပါလိုက်ပါတယ်ရေကူးနီး၄မျိုးပြင်ဆောင်ရန်ရှောင်ရန်တွေလည်းအသေးစိတ်တင်ကြားပေးမှာဖြစ်တယ်လို့လိုအပ်ရင်ရေထဲမှာတပြက်စီလဲနီးကိုပါတင်ကြားပေးအောင်မှာဖြစ်ပါတယ်စတာပါတင်ကြားပေးမဲ့လူငယ်လေးဟာဆိုရင်ဖြစ်ကရင်ပြည်နယ်အတွက်စုတွေလည်းယူပေးခဲ့တယ်လို့ကျွန်တော်တို့လည်းရုပ်ချောသဘောကောင်းပါသေးတယ်လူကြီးမင်းတို့တွေနဲ့ရုပ်ချောပြိုင်ခြင်းရင်ကျွန်တော်နဲ့လာပြိုင်လို့ရတယ်လို့ရေကြီးလေကြီးနေကြတဲ့ international ပဇွန်ကူးချန်ပီယံတို့အနေနဲ့ရေကြီးလေမစီးဘဲနဲ့ရေကူးပြိုင်ခြင်းနဲ့ဆိုရင်ဖြစ်သူနဲ့သွားပြိုင်လို့ရပါတယ်ရေသေးလားရေရှင်လားကြိုက်တဲ့နေရာမှာပြိုင်လို့ရတယ်လို့ရေဆက်ငင်မှာလည်းပြိုင်လို့ရကြောင်းစိန်ခေါ်ထားပါသေးတယ်ဖအံမျိုးတစ်ဝိုက်မှာရှိတဲ့လူကြီးမိဘများအနေနဲ့လူကြီးမင်းတို့ရဲ့သားတွေသမီးတွေကတင်းငုတ်တူနဲ့စကားပြောနေရင်ရေကူးတင်တန်းကိုပို့လိုက်ဖို့အကြံပေးချင်ပါတယ်အချိန်ဖြုံးနေတာကိုပြောတာပါကိုခန္ဓာလားပချင်ရင်ရေကူးပါရေတောက်ချင်ရင်ရေကူးပါနှလုံးနဲ့အဆုပ်ကိုပို့ပြီးကျန်းမာစေချင်ရင်ရေကူးပါနှလုံးသုံးလုံးပေါက်ချင်ရင်ခွတ်ဆွဲပါဒါပါပဲ